ဒီနေ့ကျွန်တော်ကျေးဇူးတင်ချင်တာကတော့မြို့လေးတစ်မြို့ပေါ့ကြည့်လိုက်ဘာမြို့လေးလဲဆိုတော့မြန်မာနိုင်ငံရဲ့ခီးသွွားမြို့လေးပဲဒီမြို့လေးကိုကျွန်တော်ကျေးဇူးတင်ချင်တာဒီမြို့လေးကကျွန်တော်ဘဝမှာအပြောင်းအလဲတွေအများကြီးဖြစ်ခဲ့တဲ့မြို့လေးဒီမြို့လေးမှာကျွန်တော်စီးပွားရေးတွေစတင်ခဲ့တယ်အဆင်ပြေခဲ့တယ်အောင်မြင်ခဲ့တယ်ပေါ့နော်ကျွန်တော်ကဒီမြို့လေးကိုအမှတ်တရဘယ်လိုရှိလဲဆိုကျွန်တော်ဟိုးငငယ်လေးတဲ့၄နှစ်လောက်ကတည်းကကျွန်တော်နေတာမြန်မာနိုင်ငံရဲ့တောင်ဘက်စွန်ဆုံးမြို့ဒီမြို့ကိုရောက်စရာအကြောင်းကိုမရှိတာဒါပေမဲ့အဲ့ဒီအချိန်မှာ TV ထဲမှာတွေ့တယ်ဗျာတောင်လီကားမြို့ပန်းမြို့တော့အဲ့လိုလေးတွေတွေ့တဲ့အချိန်မှာဒီမြို့လေးကိုသွားကျင်တဲ့စိတ်ကလေးဖြစ်တယ်ဒါပေမဲ့အစွဲလိုင်းလားဆိုတော့မဟုတ်ဘူးဒါပေမဲ့တနေ့ကျတော့ဖြစ်လာတယ်ဒီမြို့လေးကိုရောက်ခဲ့တယ်ဒီမြို့လေးမှာစီးပွားရေးလုပ်ဖြစ်တယ်ပေါ့နော်ဒီမြို့လေးမှာနေခဲ့ဘူးလေဒီမြို့လေးကလှတယ်ဗျာကျွန်တော်ကလူတိုင်းမှာသူ့ဘဝပြောင်းလဲခဲ့တဲ့မြို့လေးတွေရှိတယ်ပေါ့နော်ကျွန်တော်ဘဝပြောင်းလဲခဲ့တဲ့ဒီမြို့လေးဒီမြို့မှာအကူအညီပေးခဲ့တဲ့တငယ်ချင်းတွေလည်းရှိတယ်အဲ့လိုတွေးလိုက်ရင်ဗျာသူတို့ကျေးဇူးတင်တယ်ဒါပေမဲ့ကိုမကောင်းဘူးပေါ့နော်ကိုပေါ်မကောင်းခဲ့ဘူးဒါပေမဲ့အဲ့မကောင်းခဲ့တဲ့လူတွေကလည်းကိုဘဝပြောင်းလဲဖို့တွေတွန်းအားဖြစ်ခဲ့တယ်အဲ့ဒီလူတွေလည်းကျေးဇူးတင်တယ်ဗျာအဲ့လိုကျေးဇူးတင်ကြည့်လိုက်ခင်ဗျာခံစားရတဲ့ feeling ကရမ်းမိုက်တယ်ခင်ဗျာဒီချိန်မှာstress လေးနည်းနည်းလျော့သွားမယ်ဘာပြောစိတ်ထဲမှာကြည်နပ်နေမှာဗျာကိုကျေးဇူးတင်လိုက်ခြင်းအပြင်စိတ်ထဲမှာငြိမ်းချမ်းနေတဲ့ feeling လေးခံစားရတယ်အဲ့ဒီခံစားချက်ကိုလည်းကြိုက်တယ်လူတိုင်းမှာသူတို့ကျေးဇူးတင်တဲ့မြို့လေးတွေရှိတယ်သူတို့ဘောက်အပြောင်းလဲဖြစ်ခဲ့တဲ့မြို့သူ့ဇာတိလည်းဖြစ်ချင်မှဖြစ်လိမ့်မယ်ကျွန်တော်ကစိတ်ထဲမှာအများနဲ့ဆွဲနေတဲ့မြို့ကကျွန်တော်ဇာတိမြို့တော့မဟုတ်ဘူးကျွန်တော်ကြီးပြင်းခဲ့တယ်မြန်မာနိုင်ငံတောင်ဖက်ဆုံးကမြို့ကလေးဒုတိယမြို့ကတော့ဒီမြို့ပဲဒီမြို့ကိုကျွန်တော်အနည်းဆုံးတစ်လ2ကြိမ်တော့ရောက်တယ်โอเคလူတိုင်းမှာတော့သူတို့ဘဝကိုပြောင်းလဲခဲ့တဲ့မြို့တွေရှိတယ်အဲ့ဒီအတွက် comment မှာသူတို့ကျေးဇူးတင်တဲ့မြို့လေးတွေကိုခင်ဗျားတို့ကျေးဇူးတင်တဲ့မြို့လေးတွေကို comment မှာမှတ်ခဲ့ပေးလို့ရတယ် okay thank you